အားလုံးပဲမင်္ဂလာပါ Hala Madrid Show ရဲ့ Facebook TikTok နဲ့ YouTube Channel တွေကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ Real Madrid က La Liga ပွဲစဉ်14အဖြစ်မနက်ဖြန်ည2နာရီခွဲမှာ Girona အသင်းအဝေးကွင်းမှာတွားပြီးတော့ကစားရမယ် Madrid ကနောက်ဆုံး La Liga နှစ်ပွဲဆက်တည်ကြထားပြီးတော့အမှတ်လျော့ထားတယ်ကျွန်တော်တို့ကယ်၍ဒါမနက်ဖြန်ပွဲမှာအမှတ်ရောခဲ့မယ်ဆိုရင်ကျွန်တော်တို့တွေအမှတ်ပေးစရာထိတ်ဆုံးကနေပြီးတော့ဆင်းပေးလိုက်ရမှာပါဒါပေမဲ့တစ်ဖက်ကပြိုင်ဘက်ဂျီရိုနာကိုကြည့်မယ်ဆိုရင်တော့ဒါသူတို့အသင်းကရုံးကန်နေရပြီးတော့တန်းစင်းစုံထဲမှာလည်းရှိနေတယ်ဒါက Real Madrid အတွက်တော့အနည်းငယ်လေးဒါတက်တာရစီမယ်လို့ကျွန်တော်ထင်မိပါတယ်Real Madrid ရဲ့လူစင်းကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်နောက်ခက်လူဒင်းဟောက်ဆန်ကကြမ်းခိုင်မှုမပြည့်ဝသေးတဲ့အတွက်ကြောင့်မို့လို့ပါဝင်နိုင်မှာမဟုတ်သေးဘူးနောက်ထပ်တချို့သတင်းတွေမှာဆိုရင်တော့ဒါလူငယ်နောက်ခံလူရာဦးအဆန်စီယိုကလည်းပဲနေမကောင်းဖြစ်နေတယ်ဒါကြောင့်မို့လို့ဒီနေ့ training ကိုလွဲခဲ့တယ်ဆိုပြီးတော့ကျွန်တော်တို့တွေ့ရတယ်အကယ်၍ဒါမနက်ဖြန်ပွဲကိုရာဦးအဆန်စီယိုမလိုက်ပါနိုင်ဘူးဆိုရင် Real Madrid ရဲ့ဗဟိုနောက်ခံနေရမှာဘယ်သူတွေကစားဖို့ရှိလဲသတင်းတွေမှာကတော့ Militao ရောလူဒီဂါရောကတော့နှစ်ယောက်စလုံးကဒါတန်ရာကနေပြန်ကောင်းလာပြီးတော့အသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းနိုင်တာကိုကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်မို့လို့မနက်ဖြန်ညပွဲစဉ်မှာသူတို့ပါဝင်ပြီးတော့ကစားနိုင်မလားဆိုတော့တစ်ချက်စောင့်ကြည့်ရမယ်မက်စတန်တူနိုကလည်းပဲတန်ရာကနေပြန်တက်တာလာပြီးဒါပေမဲ့ဂျီရိုနာနဲ့ပွဲကိုတော့ကစားဖို့မတိကြသေးဘူးဆိုပြီးတော့ဇာဗီအလွန်ဆိုကတော့တစ်ချက်ပြောသွားတယ်ကျွန်တော်တို့စောင့်ကြည့်ရပါမယ်ဒင်းဟောက်ဆန်ကတော့ကျင်းလီပေါ့လွဲမယ်ဆိုတော့နှစ်ပွဲဆက်အမှတ်လျော့ထားတဲ့ Real Madrid မနက်ဖြန်ညအဝေးကွင်းပွဲစဉ်မှာနိုင်ပွဲပြန်ယူနိုင်မလားနောက်ပြီးတော့ပြီးခဲ့တဲ့ပွဲမှာ Super Hat-trick ရခဲ့တဲ့ Kylian Mbappe ကတော့ဒါလာလီဂါတွင်းကိုပြန်ပြီးတော့တွင်းနိုင်မလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ကြပါမယ်အနိုင်3မှတ်အတွက်ကိုကျွန်တော်တို့ Real Madrid ကိုမနက်ဖြန်ညရင်ခုန်ကြပါမယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါ